2026ခုနှစ်7 ဇွန်လ16ရက်မှာ31ရက်နှစ်ပတ်တာကာလတော်တက်မှာဂျာတာပရိသားသမီးကန်ချာမှာကန်စာတာဟော့စတန်လေးကိုဆွေးနွေးဟောပြောပေးသွားမှာပဲဖြစ်ပါတယ်ဂျာတာပရိသားသမီးများရည်ရွယ်ချက်ရည်မှန်းချက်နဲ့လှုပ်ဆောင်နေတဲ့ကိစ္စရပ်တွေအောင်မြင်မယ်နောက်နေ့ချမ်းကြာနေတဲ့ကိစ္စရပ်တွေလည်းပြည့်မြတ်မယ်ယုံမြင်ခါနာအယောင်ဝယ်ကိစ္စလက်မှတ်ရေးထိုးစာရွယ်စာတမ်းစာချုပ်စာတမ်းချုပ်ဆိုရေးကိစ္စရပ်တွေအောင်မြင်မယ်ပြည်တွင်းပြည်ပနိုင်ငံရခြားခရီးစဉ်ကိစ္စရပ်တွေလည်းအောင်နိုင်မယ်တတိပြုပြရမှာကအိမ်တော်ရင်းနဲ့စိတ်အခမ်းမသိတာလင်တကွဲမရတကွဲတနည်းအားဖြင့်တမီးစာရေးခါနာမှာအခြားသောဘေးတစိမ့်ဝင်လာလို့တနည်းအားဖြင့်မိမိကိုရှင်းမျက်နှာပါလေးရဲ့နောက်ထပ်အသစ်နောက်ထပ်အသစ်ရှာတာအရှိသစ်ရှာတာအရှိသစ္စာဖောက်ပြန်တာအရှိရေးမှာသစ္စာမသစ္စာမရှိတာတတနာပရိပကရင်ဆိုင်ဖြစ်ရှင်းရဖို့ဒီနပတ္တကာလမှာကံကြမှာကံတရားကပေါ်ပြနေတယ်အထုကရုစိုက်ပေးဖို့တတိပြုနိုင်ဖို့ဇာအနေနဲ့မေတ္တာရက်ခံလို့လေလုံငန်းရေးပိုင်းဆိုင်ရာစိတ်ပွားရေးပိုင်းဆိုင်ရာမိသားစုပိုင်းဆိုင်ရာမှာအတိုက်အခတ်အနောက်ချက်ဓာတ်ကကိုကြော်လွှားပြီးအောင်မြင်မယ်လက်တလုံးမှာစိတ်ပန်းကိုပန်းလိုပန်းဖြစ်နေတယ်ဂျောင်းမဝယ်မကိစ္စရက်တွေကြော်လွှားနိုင်မယ်ငွေကြေးကိစ္စရက်တွေကြော်လွှားနိုင်မယ်နည်းနည်းလေးအပြန်အဆိုင်အတိုက်ခတ်ကလေးတွေကြုံနေလို့ဂရုဆိုင်နိုင်ဖို့စာမေတ္တာရက်ခံတယ်အနောက်ဘက်မြောက်အရက်အနောက်ညညနဲ့ခရီးစံမျိုးတွာလာတာလေချောင်းခရီးရေချောင်းခရီးကိစ္စရက်များတွာလာခြင်းစင်ကြံပေးရမယ်ပြည်ပနိုင်ငံရဲ့ခြားကိစ္စရက်များတွာလာခြင်းအထူးစင်ကြံပေးဖို့စာမေတ္တာရက်ခံတယ်လုံငန်းရေးတို့နဲ့ပတ်သက်လို့နေသားစုရေးရနဲ့ပတ်သက်လို့အင်္ဂါသားသမီးဂျာတာပရိသားသမီးရောင်ကိုရှောင်ပေးပါဂျာမကြီးကဏ္ဍမှာအစုံနှလုံးရောင်တာချောင်းဆုပ်ရင်ကြက်တာနေလို့ထိုင်လို့မကောင်းတာအပူအဆက်တို့နဲ့ပတ်သက်ပြီးတဟဆတာမဖြစ်တဲ့အပူအဆက်ဂျာမကြီးတတိထားပေးရမယ်လူငယ်ပြဿနာကိစ္စရက်တွေကအများကြီးဖြေရှင်းပေးရတတ်တယ်တန်ငယ်ချင်းနဲ့ပတ်သက်တာနေသားစုအသားဝိုင်းနဲ့ပတ်သက်တာဆွေမျိုးသားချင်းအတော်ညီမလေးဝမ်းခွဲတွေမိသားစုကိစ္စရက်တွေလည်းစိတ်ရှုပ်ထွေးစာကိစ္စတွေလည်းရင်ဆိုင်ဖြေရှင်းရဖို့စားတာရှိတယ်နပတ္တကာလတော်တက်မှာစိတ်ထိခိုက်နာခြင်းမှုစိတ်ပယ်မှန်းမှုလေးတွေကိုကြော်လွှားနိုင်တယ်အင်မတန်ကံကတော့တောင်းဖို့စားတာတော့ပါတယ်ကံကောင်းတော့နေနာတန့်ရှင်ကံကောင်းတော့နေနာမှာပါဝင်နေစေကံကောင်းအောင်မယ်ကောင်းကြိုပေးမယ်၄ကိန်းကန9ကိန်းကန3ညကိန်းကနကောင်းကြိုပေးမယ်အဝါရောင်စိတ်နှုတ်ရောင်မိုးပြရောင်အယောင်အသွေးတွေကောင်းကြိုပေးမယ်ကောင်းကြိုရေးရလေပေါ်ပေါက်မယ်လုံငန်းရေးပိုင်းနဲ့ကံအားကနိုင်နေတယ်ဒီနပတ္တကာလတော်တက်မှာကံကောင်းခြင်းလုပ်ငန်းကံရစိပါလှပါများအောင်မြင်စေလိုတဲ့အတွက်ဝိညာဉ်တော်ဂျာတာပရိချုပ်တောင်းလိုက်အုံးကြီးတစ်ခွက်မပြတ်မကွက်ကက်လို့ပို့စော်ပေးပါအုံးကြီးတစ်ခွက်ကက်လို့ပို့စော်ခြင်းအဖြစ်ကံနေလက်တွေပိတ်ဆို့နေတာတွေအောင်မြင်မယ်ရက်ထဲရွာထဲရက်ွက်ထဲကလေးတုံနဲ့တော့ကိုစာရေးကရိယာမြတ်တာလက်ဆောင်ပေးပါအခက်ခဲအတိုက်အခိုက်အနောက်အဆက်ဖြစ်နေတဲ့အခက်ခဲလေကြော်လွှားနိုင်တယ်အနောက်ဆက်တွေလည်းကြော်လွှားနိုင်စေမယ်အနောက်ဆက်တွေဝေးသွားမယ်ပျော်ရွှင်နိုင်မယ်စိတ်ချမ်းသာနိုင်မယ်နည်းနည်းလေးစိတ်ပန်းလူပန်းနဲ့ဖြစ်နေတယ်အိမ်မဆိုးတွေနဲ့ဖြစ်တတ်တယ်စိတ်ရောင်ရမ်းခတ်တာတွေဖြစ်တတ်တယ်အတိတ်ဆိုးနမိတ်ဆိုးလေးတွေကြုံတွေ့ရင်ဆိုင်ဖြေရှင်းရတဲ့အချိန်လောက်တမ်းများကန်တမ်းများအလွယ်လွယ်အချော်ချော်ဂျားကနေကိုအောင်နိုင်တယ်ဒီလမှာကံကောင်းတော့နေနေပါချင်းဒီခုနလပဲ16ရက်ကနေ31ရက်နှစ်ပတ်တာကာလအတွင်းမှာကံကောင်းအောင်မယ်လက်တွေပွင့်လန်းမယ်ဇာနေနဲ့ဇာတာဆန်းဆက်တာအသုံးအဆောင်မလိုတဲ့ပစ္စည်းအင်းကြီးဝစ်စားတနည်းအားဖြင့်အသုံးအဆောင်မပြူတော့တဲ့ပစ္စည်းပစ္စည်းတွေရှိရင်လည်းစွန့်ထုတ်ပစ်ပေးပါကံကောင်းခြင်းလက်ပွင့်ခြင်းလုပ်ငန်းကံကောင်းတို့နဲ့ပတ်သက်ပြီးတက်တောင်းတဲ့နေရာမှာကံကြမှာကံကောင်းခြင်းအောင်မြင်ခြင်းတို့ဖော်ဆောင်လာပါလိမ့်မယ်ကောင်းကျိုးပြုဇာနေနဲ့ညွှန်ကြားတဲ့ရတရားလေးကိုယုံကြည်မပြတ်မကွက်ဆောင်ရွက်ပေးပါကောင်းကျိုးတွေပေးမယ်စိုက်ပျိုးရေးတို့နဲ့ပတ်သက်တာမွေးမြူရေးလုပ်ငန်းတို့နဲ့ပတ်သက်တဲ့လုပ်ငန်းကိစ္စရများတယ်အောင်မြင်ပါလိမ့်မယ်စီးပွားရေးငွေကံရေးရဖြစ်ထွန်းမယ်ငွေကံလည်းကောင်းမှပါပဲငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စရက်တွေအောင်မြင်မယ်တွေးမိမိကိုလာရောက်ဆက်တာမိမိကိုကျွေးမိလာရောက်ပိတ်ဆက်တာမမြော်လည်းမထက်မဖက်ကံကောင်းလက်ကောင်းဆန်းကောင်းမယ်အောင်မြင်မယ်ကောင်းကျိုးပြုမယ်အဓိကအိမ်တော်ရှင်များပေါ်အိမ်တော်ရဲ့မှာစိတ်အခမ်းမသိတာအိမ်တော်ရဲ့အဆက်မပြေတာထင်ရောင်ထင်မှာဒေါသပေါက်ကွဲပြဿနာကြီးထွားတဲ့လုံကြီးပြဿနာကိစ္စရက်တွေပေါက်ပေါက်နိုင်လို့ဂရုစိုက်ပေးပါတနည်းအားဖြင့်နယ်ခရီးထွက်တာဖျားဖို့သွားတာတနည်းအားဖြင့်လောက်ဆရာကိုင်းစာလေးတွေကိုရင်းနေပွင့်လင်းတိုင်နဲ့ဆွနေပေးနိုင်ပေါ်ပြီးကောင်းကျိုးပေးမယ်ထင်မြလွဲမှားမှုဂျားဖြတ်အနောက်ချက်တွေတနည်းအားဖြင့်သူမသိကိစ္စကိုမသိကိစ္စနားလည်မှုလွဲမှာပြဿနာပရိပခါတွေညှိနှိုင်းအဖြေရှာပေးနိုင်အိမ်တော်တဲ့အိမ်တော်ရှင်များကိုမသိမမြတ်မပြေမလဲကိစ္စရက်တွေပြေလဲကောင်းကျိုးထိုးတွေဖြစ်ထွန်းသွားမယ်အတိုက်ကအနောက်ချက်တွေလည်းဝင်းမယ်ကောင်းကျိုးတော့ပေါက်လာဖို့ကျွန်တော်များပုံနဲ့တော်ပြီးတဲ့စာရနာထုံကြဖို့မြို့တော်မှာတွေ့မြင်ထားပါတယ်နည်းနည်းလေးစိတ်ရှိသိခံပြီးတော့အိမ်တော်ရေးရပါညင်နိုင်တိုင်ပင်ဆွေးနေပြီးပုံပွင့်နေဆွေးနေနိုင်မယ်ဆိုရင်အိမ်တော်တဲ့အိမ်တော်ရှင်များကိုအကောင်ဆုံးအရှင်နေအကောင်ဆုံးအကြောင်းတရားတို့ပေါက်လာဖို့ကျွန်တော်များပုံနဲ့တော်ပြီးတဲ့စာရနာထုံမှာတွေ့မြင်ထားပါတယ်နောက်စားနေတဲ့စာတာဆက်ဆက်တာမှဆိုလို့ရှိရင်ရံများတာလေးတွေရှိတတ်တယ်အပေါင်းအသင်းမိတ်ဆွေကြောင့်ပရိပကပြဿနာဖြေရှင်းရတာတောက်ဆ
ကိစ္စရများကိုဒီနံပါတ်တကလာအထုကရုစိုက်ပေးပါ21 22 23 24 25 26ပုံမှုတတိထားပေးပါ20ရက်နဲ့26 29လာကုန်ခါလေးရက်ကလေးပုံမှုပြီးပြဿနာကြီးထွားတဲ့ကိစ္စရက်တွေမိတ်ဆွေမိသားစုအတာဝန်ကြမှာပုံပွင့်နဲ့ပြောဆိုရမယ်မစင်မဆိုင်တဲ့ကိစ္စတွေခေါင်းပုံချတာတနည်းအားဖြင့်တောင်းယူစေလိုတာဖြည့်ချင်းစေလိုတာတနည်းအားဖြင့်အယောအစားပြဿနာမှာဆွဲထဲတာကြီးမားမားဒုက္ခပြဿနာကိစ္စရက်တွေကိုကြုံမှုပြီးကြိုတင်ပြီးတတိထားပြီးကြိုက်တယ်ဖြည့်ချင်းပါမစင်မဆိုင်ရောကြီးရောကပြဿနာကိစ္စရက်တွေရုံရောက်ခိုက်ရောက်လို့ပြဿနာပေါအောင်မပြုတ်နိုင်အောင်မတွေ့မကြုံရအောင်တတိထားပေးဖို့တတိပြုံးနိုင်ဖို့ဆရာကအထူးမြတ်တရားကနေဂျိုစီဂျုံနဲ့ကံကြမှာဂျိုကန်စာတာမှာအတိုက်ကအနောက်ချက်ကလေးတွေကြုံတွေ့နေတယ်ကဲယူဆိုင်ပေးပါတတိထားပေးပါတတိပြုတ်ပေးပါမပြတ်မကွက်အုံးကြီးကလို့ပူဆောင်ပါမွေးနံတော့ကြာတာပလေးဂျိုတောင်းနိုင်မှာဟောမိမိတို့နေအိမ်မှာဟောကလေးတုံငယ်တို့ကိုစာရေးကရိယာအတုံးအဆောင်ပစ္စည်းမေတ္တာလက်ဆောင်ပေးပေးပါဒါဆိုရင်ကံကြမှာကန်စာတာကန်နေနေတာတွေကန်စာတာညံ့နေတာကံကာနာတွေပြေပြပါမယ်အောင်မြင်မှုတို့ဖြစ်တော့မယ်ကန်နေနေတာလေးတွေလည်းအများကြီးကောင်းမသွားလိမ့်မယ်အရှိအိမ်တော်ကြီးကြားမကြီးစီးပွားရေးလုံမှုရေးတွေဆွေးနွေးမင်းများတို့တာများရှိခိုင်ဆရာရဲ့ဖုန်းနံပါတ်ဖြစ်တဲ့တုံညာကိုလဲကြည့်ပဲငါလို့လဲငါလို့တုံညာလေးခွန်တုံညာကိုခွန်ကြည့်ပဲငါလို့ခွန်ငါလို့6နှစ်တင်ငါတို့ကိုဓာတ်ရိုက်ဆွေးနွေးမင်းများနိုင်ပါတယ်အိမ်တော်ကြီးကြားမကြီးစီးပွားရေးလုံမှုရေးကြုံတွေ့နေတဲ့အကြောင်းတရားကိစ္စရများအားလုံးအာမနာတန်စိတ်မစိုးတန်ဆရာထပုံပွင့်လင်းနဲ့တိုင်ပင်ဆွေးနွေးမြင်နိုင်ပါတယ်အနန္တရရမပေရမထမင်းရှင်များအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ဆရာရဲ့လိပ်စာကတာဂီတာတောက်တိုင်မတိုင်ကပီတာမက်ကကြီးရဲ့ပြီးအေးစိတ်ဒီလန်တဲ့တိုင်းနာပနေရနဲ့ကိုမြင်ညီထက်မနက်9နိုင်မှညနေ9နိုင်ထိနေစနေညလာရောက်ဆွေးနွေးမြင်မြနေတဲ့ထမင်းရှင်ခုနှစ်သားသမီးများအားလုံးကိုလည်းကျွန်တော်များဒီများကနေအထုကျေးဇူးတင်ခြင်းကြောင့်ထမင်းရှင်များအားလုံးဘေးရမေထမင်းရှင်ခုနှစ်နှစ်ခုနှစ်တော့ခုနှစ်သားသမီးများကိုစိတ်နှပြတာမချမ်းသာလို့ဒိုးရင်စတာများတလုံးတော့ပြေးဝနိုင်ပါစေဆွေးနွေးတိုင်ပင်လို့တဲ့မိတ်ဆွေများအားလုံးနဲ့အချိန်မဆိုင်နာရီမဆိုင်ဆရာထက်မြန်ပို့တယ်လာရောက်ဆွေးနွေးမြင်လို့တဲ့မိတ်ဆွေများလည်းဆွေးနွေးနိုင်ပါတယ်ကြာတာပရိသတ်များလူရင်စာတာများပြေးဝနိုင်ပါစေလို့ဆုမကောင်းဆုတောင်းနေတာ